Hello အားလုံးပဲမင်္ဂလာပါဒီနေ့ essay ဒီမိကုန်းထဲမှာဒီလေးပုဂ္ဂိုလ်ရှင်တွေ့ကြည့်မယ်ပေါ့နော်အဲ့တော့နံပါတ်1ကနေစပြီးတော့ကြည့်ကြည့်မယ် The mean of the data set ကတဲ့ the mean of the data set က5ဖြစ်တယ်အဲ့တော့ mean value ကိုဘယ်လိုရှာမလဲ mean value ကိုလိုချင်ရင်သူပေးထားတဲ့အားတွေအကုန်လုံးကိုပေါင်းအရေးအတွက်နဲ့စားအဲ့တော့ mean ဆိုတာကတို့တဲ့ကိုပေါင်းပြီးတော့တို့တဲ့ number နဲ့စားမယ်အဲ့ဒါဆိုရင်ထိုးတဲ့ကိုပေါင်းမယ်ဆိုတော့တွေ့ကြည့်မယ်ဒီခါလေးအကုန်လုံးပေါင်းပေးမှာပေါ့နော် x1 x2 x power 3 x power 4 x power 5 x power 1 x power 2 x power 3 1 x square x power 4 x power 5 x power 1 x square x cubeပေါင်းပြီးတော့အရေးအတွက်ဖြစ်တော့ခုဆိုတော့aနဲ့စာ equal to ဘယ်လောက်လဲ5ဒီဘက်မှာစားထားတော့ဟောတော့မြောက်ပြီးမယ် h2 x power 4 x power 5 plus 1 z square z cube equal to 40ဒါက40နဲ့ညီရယ်ဟုတ်ပြီနောက်ထပ်တစ်ကြောင်းထပ်ဖတ်မယ် if the mean of the data set ဒါလည်း mean ပဲအဲ့ data set ကဘယ်နဲ့ညီရယ် mean ဆိုတော့အကုန်လုံးပေါင်း z power 1 z square z cube by 3 equal to 10 1 z square z cube equal to 30လိုချင်တဲ့ဟာဒီမှာ what is the mean of the mean ဆိုရင်သူလိုချင်တဲ့အဖြေကြည့်ကြည့်မယ်ဆိုရင်ဘယ်လိုတတ်မလဲဆိုတော့ x power 4 x power 5အကုန်လုံးပေါင်းအရေးအတွက်နဲ့စာရေးတော့5ခုဖြစ်တော့5ဆိုရင်ကိုရီးယားဒီတန်ဖိုးကိုတည်ရင်5နဲ့စားလိုက်ရင် value ထွက်ပြီအဲ့တော့ဒီတန်ဖိုးကိုတည်ဖို့အတွက်ကိုရီးစီမှာတန်ဖိုးတွေက2ခုရှိတယ်40တည်ရယ်30တည်ရယ်လိုချင်တဲ့အပိုင်းကဒီ x တန်ဖိုးလေးပဲအဲ့တော့ဒီမှာ7 power 1 3ဒီ3ခုပေါင်းခြင်းက30နဲ့ညီရယ်ဆိုအဲ့နေရာမှာ30ကိုအစားထိုးလိုက်မယ်ဆိုရင်ဒီ x တန်ဖိုးကိုရမယ်အဲ့တော့ sorry z power 1 z square z cube z power 4 plus z power 5 plus z နေရာမှာ30 plus 30 equal to 40နဲ့ညီရယ်အဲ့တော့ x power 1 x square x cube x power 4 plus x power 5 equal to 10ပေါင်းခြင်းက10အဲ့တော့ direct x 5ကိုပေါင်းခြင်းက10ဆိုတော့အဲ့နေရာမှာ10ကိုစားသွင်းမယ် by 5နဲ့စားတာက answer 2အဲ့တော့လိုချင်တဲ့ mean value ရပါပြီ answer 2ဆိုတော့ b နံပါတ်2မှာက x ပေးထားတယ် y ပေးထားတယ် what is the value of x y ကိုမေးတယ်အဲ့တော့ x y တန်ဖိုးလိုချင်ရင် x က2 5 power minus 2အမြောက်3 into 2 power minus 1ပိုင်းခြေမှာရှိရဲ့ power minus ကပိုင်းဝေရောက်သွားရင် power plus ဖြစ်မယ်ပိုင်းခြေမှာရှိရဲ့ power minus ပိုင်းဝေရောက်ရင် power plus ဖြစ်မယ်တူတူပဲပိုင်းဝေမှာရှိရဲ့ power minus ကလည်းပိုင်းခြေကိုရောက်ရင် power plus ဖြစ်မယ်အဲ့တော့2 into 5 square into 3 into 2ငါးလီ25 25လီ50 50လီ100 100 300အဲ့တော့ answer ရအောင် answer 300ဒီဘောကလွယ်လေးပဲเนาะနံပါတ်3ကိုကြည့်မယ် 3x minus 5 equal to 4 then what is the value of 2x minus 2 3x minus 5 equal to 4 that page what is the value of 2x minus 2
ဒီမှာ value ရှာဖို့တော့မသိရင်တခုရှိရဲ့ x တန်ဖိုး x တန်ဖိုးဘယ်ရရှာမလဲဆိုသူ့ရဲ့ page ကနေပြီးတော့ x တန်ဖိုးကိုရှာမယ်ပြီးတော့ဒီမှာအစားသွင်းလိုက်မယ်ဆိုရင်တူလို့ခြင်းနဲ့ value ကိုရပြီအဲ့တော့ 3x equal to -5 ဟိုဘက်တော့ +5 အဲ့တော့ 9 x equal to 9ကိုတူနေတာစားတော့3ပေါ့2 into ဒီက3ဒီမှာစားသွင်းမယ်2 into 3 minus 2 equal to 6 minus 2 equal to ဘယ်လောက်လဲ4 answer က 4 B number 4ကကြတော့မိကုန်းဖတ်ကြည့်မယ်နော် Anna decided to open a bakery that sells brownies and lemon tarts during the first day of business that she earned $300 by selling 15 brownies and 10 lemon tarts. During her second day, she earned $831 by selling 24 brownies and 55 lemon tarts. What is the price of her brownies? အဲ့တော့ brownies ရဲ့တန်ဖိုးကိုလိုချင်တယ် brownies ရဲ့တန်ဖိုးလိုချင်ရင်အရင်ဆုံး first day မှာကြည့်မယ် first day မှာ$300ဆိုတာက brownies and ဆိုတော့ brownies ရော lemon ရောနှစ်ခုပေါင်းပြီးရောင်းရတာက$300အဲ့တော့ brownies lemon အဲ့လိုအရှိရမှာစာ brownies ကို x လို့သတ်မှတ်ပြီးတော့ lemon ကို y လို့သတ်မှတ်လိုက်မယ်အဲ့လိုလိုချင်တာဘာတန်ဖိုးလိုချင်လဲ x တန်ဖိုးကိုလိုချင်တယ်ဟုတ်တယ်နော်သူလိုချင်တာ what is the price of our brownies ဖြစ်တဲ့အတွက်$300ကဘာရပေါင်းထားလဲ15 brownies နဲ့10 lemon အဲ့တော့15 brownie နေရာမှာ x ဆိုတော့ 15x plus 10 lemon of y 10y equal to $300 during her second day she earned $831 by 24 brownies အဲ့တော့24 brownies က x and plus 55 lemon 55y equal to 831လိုချင်တာက x တန်ဖိုးကိုလိုချင်တယ်နော် x တန်ဖိုးကိုလိုချင်တော့ဒီ equation ထဲမှာ y တန်ဖိုးသိရင် x တန်ဖိုးရပြီပေါ့ဟုတ်တယ်နော် y တန်ဖိုးသိဖို့အတွက်ဒီ equation တစ်ခုမှာဆိုရင်ပထမ equation ကြည့်လိုက်အကုန်လုံး9နဲ့စာလို့ရတယ်15 30 300အကုန်လုံး9နဲ့စာလို့ပြတဲ့အတွက် equation ကိုငယ်ဝါအောင်အကုန်လုံး9နဲ့စာလိုက်မယ်9နဲ့စာလိုက်တော့15ကို9နဲ့စာတော့ 3x 3ငါးလေး15လေးဒါဆိုရင်9နဲ့4 30ဆိုတော့ 2y 5 6လေး30 5 3လေး300ဒီနေရာမှာခုနပြောတော့ x တန်ဖိုးလို့ကျွန်တော် y တန်ဖိုးကိုယူမယ် y နေရာမှာအစားသွင်း x တန်ဖိုးရမယ်အဲ့တော့ y လို့ကျွန်တော် y ကိုဒီဘက်မှာထားခဲ့မယ်မလိုရတဲ့ကောင်တော့ဟိုဘက်ပို့60 plus 3x ဒီရတော့ minus 3x y equal to 60 minus 3x ဒီမှာမြောက်ထားတော့ဘာတော့စားမယ်နည်းနည်းဒီမှာ y တန်ဖိုးရ y 24x plus 55 60 minus 3x by 2 equal to 831အဲ့တော့ 24x plus 50ရဲ့6ဒီ60ရဲ့ကိုမြောက်မယ်ပြီးတော့ဗာလဲနည်းနည်းစားမယ် calculator နဲ့သုံးလို့ရတယ်ပေါ့နော် calculator you can use your calculator so don't worry 55နဲ့60နဲ့ကိုမြောက်နည်းနည်းစားအဲ့တော့1650 minus 55နဲ့ 3x နဲ့ကိုမြောက်နည်းနည်းစား82.5ဗာလဲ x မမင်းနဲ့နော် equal to 831 x နှစ်ခုရှိရတဲ့ဒီနှစ်ခုတွက်လို့ရမယ်24 plus 24နဲ့ minus 82.5ဆိုအဲ့နှစ်ခုနော်24 minus 82.5 equal to minus 58.5x plus 1650 equal to 831 minus 58.5x 831မှာပေါင်းထားဒီဘက်ရောက်တော့ no minus 1650အဲ့တော့831 minus 1650 equal to 819 equal to minus 819 x တန်ဖိုးကိုလိုချင်တယ်
minus 819ကိုဒီ minus 58.5နဲ့စားအဲ့တော့အနှုတ်ကိုနှုတ်ကစားတော့အဖြေက plus ပဲထွက်မယ်819စား 58.5 is 14 x တန်ဖိုးကဘယ်လောက်လဲ x တန်ဖိုးက14ဖြစ်တဲ့အတွက်လိုချင်တာက x တန်ဖိုး x တန်ဖိုးကလည်းတူတူပဲလေ brownie နဲ့တူတူပဲဆိုတော့ answer က14အဲ့တော့ number D 14 dollar အဲ့တော့ဒီနေ့ကတော့ဒီလေးပုတ်ပဲပေါ့နော်အကုန်လုံးပဲအဆင်ပြေမယ်ထင်ပါတယ် okay next video မှာပြန်ပြီးတွေ့ကြရအောင် thank you so much